အဲ့လိုမမတို့ရေဒီနေ့ထိုင်ဝမ်စကတ်လေးပုံတင်နဲ့မိတ်ဆက်မယ်နော်စိုက်လေးတွေပြောပြမယ်ဈေးလေးတွေပြောပြမယ်ပစ္စည်းကောင်းလေးမှုလို့ဝေးရတာတတ်တနဲ့အရန်ကောင်းပါတယ်နော်မိတ်ဆက်ပေးမယ်နော်ကာလာလေးတွေဒီတစ်ခေါက်အရန်လှပါတယ်ဒါလေးကကြလို့ရှိရင်မတို့ရဲ့ရှားညိုရောင်လေးပေါ့နော်သူကလေခါပတ်လေကတော့မျှော်ကြိုးပါဒါက size အသေးဆုံးလေးပြတယ် size လေးကကြတော့ medium စပါတယ် medium left side 80 280 380ရှိပါတယ်နော် medium ဆိုရင်မတို့ရဲ့ခါ32ပေါ့ခါ32တင်က42စကတ်လေးရဲ့ဒီလိုအရှည်လေးကကြလို့ရှိရင်38ပေါ့နော်စကတ်လေးကဒီလိုရေသူမလေးလို့6ချမ်းစကတ်လေးပါဝေးရတာအားကောင်းတယ်နော်ပုတ်ပုတ်ပပတနဲ့ဝေးရတာအဆင်ပြေတယ်ဒါရှားညိုရောင်လေးပေါ့နော်ပုတ်ပုတ်ကြီးမဟုတ်နော်တအားလှတယ်ဒါလေးကကြလို့ရှိရင် medium ရှားညိုရောင်လေးပါဒါအစိမ့်ပုတ်လေးနော်သူ့စိမ့်လေးဆိုလည်းတအားလှတယ်နော်ဒါကတော့ size ကြီးလေးပြပေးတာပါနော်ဒါ size ကြီးဆိုရင်ပေါင်180ထိဝတ်လို့ရပါတယ်ဒါကြလို့ရှိရင်380 size လေးပါစိမ့်ပုတ်ရောင်လေးပါရှင်ဒါလေးကကြလို့ရှိရင်ခဲပြူရောင်လေးပေါ့နော်သူ့ရဲ့စကတ်လေးတွေကလေကြောက်ကလေးတွေကလည်းတအားမတောက်ပဲနဲ့ဝေးရတာအဆင်ပြေပါတယ်နော်ဒါကခဲပြူရောင်လေးပါဒီတစ်ခေါက်မှရဲ့ကာလာလေးတွေကလေစုံတော့လေဝေးရတာလေထမိန်လေးအင်ကြီးကြိုက်တာနဲ့တွဲလို့ရတာပေါ့နော်ဒါလေးကကြလို့ရှိရင်ပန်းစီဖောက်တဲ့နင်ညိုလေးပါရှင်မဆိုးထဲဆိုင်ကလေမိတ်ဆက်ပေးပါတယ်မတို့နော်ရာရရောက်တဲ့မြို့တိုင်းကိုလည်းအိမ်ရောက်ငွေချေပို့ပေးပါတယ်ဒါလေးကမြင်းချီစိမ်းရောင်လေးပါစိုက်ကြီးလေးအမရဲ့ခါအတိုင်းလိုက်ရင်40ရှိတယ်နော်တင်ကတော့50ရှိပါတယ်စိုက်ကြီးရဲ့ဒီလိုအရှည်လေးကကြလို့ရှိရင်39လက်မရှိပါတယ်နော်ပေါင်ချိန်180ဝယ်လို့ရပါတယ်ရှင်ဈေးနှုန်းလေးကအမတို့ရဲ့8300ပါနော်ဒါကကြလို့ရှိရင်သူကစိမ်းဝါလေးလို့ခေါ်ပါပေါ့နော်ဒီတစ်ခေါက်ကာလာလေးတွေကမျက်စိအေးပြီးတော့တအားလှပါတယ်စိမ်းဝါရောင်လေးပါရှင်မတို့ရဲ့ပေါင်ချိန်ဆိုလို့ရှိရင်120နေစောက်ဖို့ပေါ့နော်120ကနေ180ထိဝယ်လို့ရပါတယ်ဒါကကြလို့ရှိရင်မဆိုးပြတဲ့အနက်ရောင်ဆူဆူလေးပါကာလာလေးကမတို့ရဲ့1 2 3 4 5 6ကာလာလေးကမတို့ရဲ့စုစုပေါင်း9ရောင်လာပါလေရှင်ကျေးဇူးတင်ပါတယ်